အောင်မြင်ကြီးပွားခြင်းဆိုတဲ့အကျိုးတရားကိုရဖို့ရအတွက်အကြောင်းမရှိဘဲနဲ့မရနိုင်ဘူးတဲ့ဘယ်ကိစ္စပဲဖြစ်ဖြစ်အကြောင်းတရားဆိုတာရှိတယ်အခုဒီမှာကိုယ်စီတိုင်းမှာပါဝင်လှုပ်ဆောင်နေကြတဲ့စက်ပိုင်းတွေအယောင်းဝယ်ကိုယ်စီတိုင်းတွေပွဲစားတွေဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကြွချင်မှုရှိဘာကြောင့်ကြီးပွားတိုးတက်နေကြတာလဲနော်ဘာကြောင့်ချမ်းသာကြွယ်ဝလာကြတာလဲဆိုအကြောင်းရှိအကြောင်းမရှိဘဲနဲ့မဖြစ်ဘူးအောင်မြင်ကြီးပွားအောင်လုပ်တတ်တဲ့ပညာရပ်တွေရှိတယ်အမျှော်အမြင်တွေရှိတယ်ကြိုးစားအထောက်မှုတွေရှိတယ်ဒါဟာအောင်မြင်ကြီးပွားခြင်းရဲ့အကြောင်းတွေလက်တွေ့မှာလည်းဒီတိုင်းပဲမြတ်စွာဘုရားဟောတာလည်းဒီတိုင်းပါပဲမြတ်စွာဘုရားကဒီသုတ္တမဟောထားတာလေးကိုမှတ်သားနိုင်ယူပြီးတော့ကြည့်ပြီးတော့ကိုယ်ဘဝနဲ့စဟကြည့်လိုက်မယ်ဆိုရင်လည်းဒီတိုင်းပဲတွေးကြမှာပါမြတ်စွာဘုရားကဘယ်လိုဟောတော့ဆိုတိဟိဘိက္ခွေအင်္ဂေဟိသမန္နာကတောပါပဏိကောပါပဏိကဆိုတာအယောင်းဝယ်လှုပ်တဲ့ပုဂ္ဂိုလ်ဆိုင်ထိုင်ပြီးတော့အယောင်းဝယ်လှုပ်တဲ့ရောင်းရည်ဝယ်တာလှုပ်တဲ့ပုဂ္ဂိုလ်စီးပွားရှာတဲ့ပုဂ္ဂိုလ်အလုံးခြုံငုံပြောလိုက်မယ်ဆိုရင်စီးပွားရေးလှုပ်တဲ့ပုဂ္ဂိုလ်လူဖြစ်လာလို့ရှိရင်စီးပွားလှုပ်ကြအဲ့ဒီစီးပွားလှုပ်တဲ့ပုဂ္ဂိုလ်မှာအင်္ဂါ၃ချက်ရှိတယ်တဲ့အဲ့ဒီအခြေအနေကောင်း၃ချက်အကြောင်းတရား၃ချက်ပြည့်စုံပြီဆိုလို့ရှိရင်တော့နတ်စေရတေဝမဟတံဝေပုံလတ္တံပါပုဏ္ဏတိသိမကြခင်မဲနဲ့ကြီးမြင့်တိုးတက်လာနိုင်တယ်လို့ဒီလိုဆိုပွဲစားလုပ်ငန်းပဲလုပ်နော်အယောင်းဝယ်ကိစ္စတခြားကိစ္စတွေပဲလုပ်ဒီအကြောင်းတရားတွေနဲ့ပြည့်စုံအောင်ပြည့်စုံပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာစီးပွားဥစ္စာကိစ္စတွေမှာမြင့်မားတိုးတက်လာနိုင်တယ်လို့မြတ်စွာဘုရားဒီလိုဟောလောကနဲ့အောင်မြင်ကြီးပွားဖို့အတွက်လည်းဒီအချက်၃ချက်ဓမ္မရေးရာနဲ့ပတ်သက်လို့ရှိရင်လည်းဒီအချက်၃ချက်ပဲဒီသုတ္တန်ကဟောထားပုံကလောကီကြီးပွားရေးပဲဖြစ်ဖြစ်လောကုတ္တရာကြီးပွားရေးပဲဖြစ်ဖြစ်ဒီအချက်၃ချက်ဟာလိုအပ်တယ်ဆိုတာအသင်္တရာချင်းထူးခြားတော့လည်းပဲအမြင်အားဖြင့်တော့ဒီ၃ချက်ပဲမြတ်စွာဘုရားထောက်ပြထားပြီးဒီအကြောင်း၃ချက်နဲ့ပြည့်စုံပြီဆိုလို့ရှိရင်အောင်မြင်ကြီးပွားနိုင်တယ်ကဲလောကီကိစ္စအောင်မြင်ကြီးပွားတယ်ဆိုတာလောကီမှာအောင်မြင်နေတဲ့ပုဂ္ဂိုလ်တွေအတွက်ဒါကကိုယ်တိုင်လက်တွေ့ခံစားရပြီးသားဖြစ်တော့သိပြီးသားဖြစ်လေမြတ်စွာဘုရားသခင်ကိုတော်မြတ်ကအကြောင်း၃မျိုးပေးထားတယ်စီးပွားရေးနဲ့ပတ်သက်ပြီးအောင်မြင်ဖို့အတွက်အချက်၃ချက်လိုအပ်တယ်တဲ့အဲ့ဒီအကြောင်း၃ချက်လိုအပ်တယ်အကြောင်း၃ချက်ဆိုတာနံပါတ်၁ကဘာလို့ဆိုရင်နေတယတမ္ပနာအမိကောင်းရှိရစီးပွားရေးလုပ်တဲ့ပုဂ္ဂိုလ်ရဲ့အမိကောင်းဆိုဒီမှာငွေကြေးတနကြွယ်ဝတဲ့ပုဂ္ဂိုလ်ကငွေကြေးထုတ်ဆောင်ပေးခြင်းဟာဒါအမိကောင်းလို့ခေါ်ရနော်ရင်းနှီးလို့ဖို့ငွေမလုံလောက်ဘူးဆိုရင်ငွေထုတ်ပေးအဲ့ဒါအမိကောင်းခဏခေတ်မှာဆိုလို့ရှိရင်ပုဂ္ဂိုလ်အမိကောင်းနေမဟုတ်ဘူးဘဏ်တွေကနေထုတ်ချေးပြီးတော့စီးပွားလုပ်ကြဘဏ်တွေရှိခြင်းဟာနေတယတမ္ပနာအမိကောင်းလောက်တတ်ကင်တတ်တဲ့ပုဂ္ဂိုလ်တွေဟာငွေကြေးတနရနိုင်နေတယတမ္ပနာရှေးတုန်းကတော့ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေကအရင်းနှီးတွေကိုထုတ်ပေးလေးရှိကြအဲ့ဒီအရင်းနှီးတွေကိုအခြေခံပြီးတော့ရောင်းတတ်ဝယ်တတ်တဲ့ပုဂ္ဂိုလ်တွေဟာအမြတ်တွေရပြီးတော့ချမ်းသာကြွယ်ဝသွားကြတယ်ဒီလိုဆိုလို့အဲ့ဒါကိုနေတယတမ္ပနာလို့ခေါ်တယ်အမိကောင်းရှိရမယ်ဟုတ်မဟုတ်ကိုယ့်အကိုစဉ်းစားကြည့်ပေါ့စက်ပိုင်နေနော်ပွဲစားတွေကိုမှဘယ်လိုအမိကောင်းတွေရှိလဲစဉ်းစားကြည့်ငွေကြေးတနလုံးလိုအပ်တာတဲ့အခါမှာထုတ်ပေးတဲ့ပုဂ္ဂိုလ်ဒါတွေကိုအမိကောင်းတွေလို့ပြောဒီတဲ့ပို့ပြီးတော့ကြည်အောင်မယ်ဆိုလို့ရှိရင်စီးပွားရေးနဲ့ပတ်သက်ပြီးအကြံပေးနိုင်တဲ့လူကြီးလူကောင်းတွေဟာလည်းနေတယတမ္ပနာပဲပေါ့ကိုယ့်အတွက်ငွေကြေးတနဒီထုတ်ချေးတဲ့အမအစတောင်သူလယ်သမားတွေလည်းဒီအစိုးရတွေကနေအမတော်ချေးဆိုပြီးတော့ထုတ်ပေးတာဒါနေတယတမ္ပနာထုတ်ပေးအတူနည်းနည်းနဲ့ထုတ်ပေးတဲ့အခါမှာလောက်တကိုင်တတ်ရှင်ကြီးပွားတိုးတက်တယ်လောက်တကိုင်တတ်မရှိဘူးဆိုရင်ကျွေးတင်တာနဲ့ဒုက္ခရောက်မမှန်ကန်လောက်တတ်ဖို့လိုသည်ဒါကြောင့်ထုတ်ချေးတဲ့ပုဂ္ဂိုလ်ငွေကြေးအရင်နီးပေးတဲ့ပုဂ္ဂိုလ်ရှိလင့်ကစားနောက်ထပ်လိုအပ်တဲ့အချက်တစ်ခုကဘာလို့ဆိုဝိဓုရာ
ကြိုးစားအထောက်မှုလိုအပ်တယ်စီးပွားရေးနဲ့ပတ်သက်ပြီးကျွမ်းကျင်လိမ္မာပြီးနေမနာနာမှာဆိုတာလို့ကြိုးစားအထောက်ဖို့လိုအပ်တယ်ငွေကြေးတော့ထုတ်ယူထားပါရဲ့ထုတ်ယူထားပြီးတော့တခြားနေရာတွေမှာသုံးဆွဲပစ်ပြီးအလုပ်ကိုမှန်မှန်ကန်ကန်မကြိုးစားဘူးအလုပ်ငန်းမကျွမ်းကျင်ဘူးဆိုလို့ရှိရင်လည်းအဲ့ဒီပုဂ္ဂိုလ်ဟာကြီးပွားတိုးတက်နိုင်စွာမရှိဘူးဒါကြောင့်မို့မြတ်စွာဘုရားကထောင်းစိတ်အောင်ဟောတာနေတယတမ္ပနာအမိကောင်းရှိရမယ်လို့ဆိုတဲ့ငွေကြေးထုတ်ပေးမဲ့ပုဂ္ဂိုလ်လည်းရှိတယ်မိမိကိုယ်တိုင်ကလည်းဝိထုရကြီးမားတဲ့လုံလဝိရိယရှိတယ်ကြိုးစားတယ်အေးကြိုးစားရလာလို့ဆိုမရဘူးနောက်တစ်ခုလိုအပ်ချက်ကဘာလို့ဆိုစက္ခုမှာစီးပွားရေးအမြင်ရှိရမယ်အယောင်းဝယ်လုပ်တဲ့အခါမှာအမျော်အမြင်ဟာအမှန်တမ်းအရေးကြီးတယ်ဒီချိန်ဒီကုန်အရေးကြီးတယ်ဟိုချိန်ဟိုကုန်အရေးကြီးတယ်အရင်ကဘယ်လောက်ရှိတယ်အမြတ်ကဘယ်လောက်ရှိတယ်ဆိုတာတွေကိုတွက်တက်ချက်တက်တဲ့စီးပွားရေးမျက်စိစီးပွားရေးအမြင်ရှိရမယ်ဟောမြတ်စွာဘုရားကဒီသုံးခုကိုဟောထားတာဒီသုံးခုနဲ့ပြည့်စုံလို့ရှိရင်တဲ့စီးစိမ်ဥစ္စာတွေမှာမကြခင်မှဖွံ့ဖြိုးတိုးတက်သွားနိုင်ပါတယ်လို့ဟောတာဟုတ်မဟုတ်ကိုယ်တိုင်လုပ်ကြည့်ပေါ့နော်ကိုယ်တိုင်လုပ်ကြည့်မြတ်စွာဘုရားကအစဉ်တိုင်းဘယ်လိုဟောတော့ဆိုစက္ခုမှာစီးပွားရေးအမြင်ရှိရမယ်နံပါတ်1ဝိထုရအမြင်ရှိတဲ့အတိုင်းကြိုးစားအထောက်မှုရှိရမယ်နေတယတမ္ပနာလိုအပ်တဲ့ငွေအရင်ဒီဥစ္စာတွေထုတ်ပေးတဲ့ပုဂ္ဂိုလ်ရှိရမယ်အဲ့ဒီ၃ချက်နဲ့သာညီရင်မကြခင်ပဲတိုးတက်မယ်လို့ဒီလိုဟောတာဒါလောကစီးပွားရေးနဲ့ပတ်သက်ပြီးတော့မကြခင်ကြီးပွားတိုးတက်နိုင်တယ်လို့ဒီလိုဟောတာအဲ့ဒီအတိုင်းပဲဓမ္မရေးနဲ့ပတ်သက်လာလို့ရှိရင်လေထို့တူပဲမြတ်စွာဘုရားကဘယ်တော့မှတစ်ဖက်သက်မဟောဘူးနော်ဘယ်တော့မှတစ်ဖက်သက်မဟောဘူးလောကရေးဓမ္မရေးနှစ်ခုနှိုင်းယှဉ်ပြီးတော့ဟောလိမ့်ရှိတယ်ဒါကြောင့်မို့ဓမ္မရေးနဲ့ကြည့်မယ်ကုသိုလ်ရေးနဲ့ပတ်သက်လာလို့ရှိရင်လေဒီအချက်၃ချက်ပဲမြတ်စွာဘုရားဟောတယ်အဲ့ဒီမှာနေတယတမ္ပနာကုသိုလ်ရေးနဲ့ပတ်သက်လာလို့ရှိရင်တဲ့ဒီအမိကောင်းရှိဖို့လိုအပ်တယ်အမိကောင်းဆရာကောင်းသမားကောင်းမတ္တမအရေးကြီးအမိကောင်းဆရာကောင်းသမားကောင်းဆိုတာဘယ်လိုမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုများများသိတဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားအဆုံးအမတွေကိုတတ်သိနားလည်တဲ့ပုဂ္ဂိုလ်စာပေကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ဘုရားအဆုံးအမတွေကိုဟောပြောနိုင်တဲ့ပုဂ္ဂိုလ်အဲ့ဒါအမိကောင်းပဲတရားဥတရားမြတ်ရခြင်းလို့ကြိုးစားအထုတ်တယ်ဆိုရင်အဲ့ဒီအမိကောင်းဆရာကောင်းသမားကောင်းဆိုတဲ့အမိရှိရဆရာကောင်းသမားကောင်းစီနိခံလိုက်တဲ့အခါသူကနေရှင်းပြလိုက်မယ်သမထကျင့်စဉ်ဘယ်လိုကျင့်ရမလဲဝိပဿနာကျင့်စဉ်ဘယ်လိုကျင့်ဒါနကောင်းမှုလုပ်ရင်ဘယ်လိုစိတ်ထားရမလဲသီလဆောက်တည်ရင်ဘယ်လိုစိတ်ထားဝိပဿနာဘာဝနာကမ္မထံပွားများအထုတ်ရင်ဘယ်လိုစိတ်ထားဘယ်လိုလုပ်ရတယ်ဆိုရင်ဤစနစ်တွေကိုစနစ်တကျပြပြီးတော့ဆုံးမဩဝါဒပေးနိုင်ဘောဓုဒ္ဓတွေပေးနိုင်တဲ့ပုဂ္ဂိုလ်ဟာနေတယတမ္ပနာလို့ခေါ်တယ်အဲ့ဒီနေတယတမ္ပနာအမိကောင်းရလာပြီဆိုလို့ရှိရင်တရားသူတရားမြတ်ရခြင်းတဲ့ပုဂ္ဂိုလ်ကဘာလုပ်ဖို့လို့လဲဝိထုရာသူများတဲ့ထူးခြားတဲ့လုံလဝိရိယရှိရမယ်ဘယ်လိုထူးခြားတဲ့လုံလဝိရိယရှိတယ်လဲဆိုရင်ကိုယ်တဏ္ဍာမှာမဖြစ်သေးတဲ့အကုသိုလ်တရားတွေမဖြစ်အောင်ဖြစ်ပြီးသားအကုသိုလ်တရားတွေဖယ်ရှားနိုင်အောင်ကြိုးစားအထောက်အောင်လူတွေရဲ့စိတ်ထဲမှာအညစ်အကြေးဆိုတာရှိတယ်လောဘဆိုတာဖြစ်တတ်တယ်ဒေါသဆိုတာဖြစ်တတ်တယ်မောဟဆိုတာဖြစ်တယ်မာနတွေအိတ်သားတွေမစ္စရိယတွေဖြစ်တယ်မဖြစ်သေးတဲ့အကုသိုလ်တွေစိတ်ရဲ့အညစ်အကြေးတွေမဖြစ်အောင်ဆိုပြီးတော့ဆုတ်ပိတ်မှုအတွက်ကြိုးစားအထောက်မတော်တဆဖြစ်လာပြီဆိုလို့ရှိရင်လေလက်ခံမထားဘဲနဲ့ဖယ်ရှားဖို့ကြိုးစားအထောက်ရမယ်အဆိုးဘက်ကအခုလိုကြိုးစားအောင်နှစ်ချက်အကောင်းဘက်ကိုကြည့်တဲ့အခါမဖြစ်သေးတဲ့ကုသိုလ်တရားတွေကောင်းမြတ်တဲ့စိတ်နေသဘောထားတွေမဖြစ်သေးရင်လေ့ကျင့်ယူရဥပမာမဲ့မေတ္တာမထားတတ်သေးဘူးဆိုရင်မေတ္တာထားတတ်အောင်လို့ကိုချင်းသီလနဲ့မပြည့်စုံသေးဘူးဆိုရင်ကိုချင်းသီလပြည့်စုံအောင်ကြိုးစားဒီလိုဆိုလို့နေ့စဉ်နဲ့အမျှကိုချင်းသီလပြည့်စုံလာအောင်ကြိုးစားအထောက်ကိုချင်းသီလနဲ့ပြည့်စုံလာပြီဆိုရင်၅ပါးကနေ၈ပါး၈ပါးကနေ10ပါးဆိုတာတိုးတက်များပြားလာအောင်ကြိုးစားအထောက်အဲ့ဒါလို့မဖြစ်သေးတဲ့ကုသိုလ်ဖြစ်အောင်လုပ်ရမယ်ဖြစ်ပြီးသားကုသိုလ်တိုးတက်များပြားလာအောင်လုပ်ရမယ်ကြိုးစားရမယ်ဆိုတဲ့ဝိထုရာကြီးမားတဲ့လုံလဝိရိယထူးခြားတဲ့လုံလဝိရိယရှိဖို့လိုတယ်
ခန္ဓာတော့ကစီးပွားလှုပ်ချင်တဲ့ပုဂ္ဂိုလ်ဟာငွေကြေးတနဒီအရင်အနည်းကိုထုတ်ပေးတဲ့ပုဂ္ဂိုလ်လိုအပ်တယ်လို့တရားတို့တရားမြတ်ရချင်တဲ့ပုဂ္ဂိုလ်ကုသိုလ်ကောင်းမှုဘက်မှာတိုးတက်ချင်တဲ့ပုဂ္ဂိုလ်ဟာလည်းပဲဆရာကောင်းသမားကောင်းဆိုတဲ့အမိနော်နီလန်းကောင်းတွေကိုပံ့ပိုးပေးနိုင်တဲ့ဆရာကောင်းသမားကောင်းလိုအပ်တယ်ဆရာကောင်းသမားကောင်းရလို့ငွေကြေးတနထုတ်ချီးတဲ့ပုဂ္ဂိုလ်ကထုတ်ပေးတဲ့အခါမှာအရင်ဤထုတ်ပေးတဲ့အခါမှာကိုယ်တိုင်ကကြိုးစားဖို့လိုအပ်တယ်လို့ဆရာကောင်းသမားကောင်းစီကနီးရလို့ရှိရင်လည်းကြိုးစားအထောက်မှုဆိုတာလိုအပ်တယ်ဒီလိုဆိုလိုတာပေါ့အဲ့ဒါလို့ကြိုးစားအထောက်တဲ့အခါမှာအရေးကြီးတာကဘာလို့ဆိုလို့ရှိရင်ပညာအမျှော်မြင်ရှိဖို့အရေးကြီးတယ်ဒါကြောင့်မို့စက္ခုမှာပညာအမျှော်မြင်ရှိတယ်အမြင်ရှိဖို့အတွက်တရားဓမ္မနဲ့ပတ်သက်ပြီးတော့အမြင့်ဆုံးအမျှော်မြင်ဆိုတာဘာလဲသစ္စာလေးပါးကိုသိမြင်ခြင်းပဲဖြစ်တယ်ဟောသစ္စာလေးပါးကိုမသိလို့ရှိရင်တဏှာဝကလွတ်နိုင်တာမဟုတ်ဘူးသစ္စာလေးပါးကိုသိခြင်းဖြင့်သာလေတဏှာဝကသစ္စာလေးပါးဆိုဒီမှာဘုန်းကြီးတို့ရထားတဲ့ခန္ဓာ၅ပါးဘုန်းကြီးတို့ဘဝဖြစ်ပေါ်နေတဲ့ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့ငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးအားလုံးဟာဆင်းရဲဒုက္ခတသက်မြတာဖြစ်တယ်လို့ဒီလိုသိတာဒုက္ခသစ္စာကိုသိတယ်လို့ခေါ်အဲ့ဒီငါမဟုတ်ငါမဟုတ်တဲ့ရှုဏဓမ္မသင်္ခါရတွေဟာအကြောင်းမဲ့ဖြစ်နေတာမဟုတ်ဘူးလိုချင်တဲ့တဏှာဥဆောင်တဲ့ကိလေသာတွေကြောင့်ဖြစ်နေတာဒါကြောင့်မို့လိုချင်တဲ့တဏှာဒီဒုက္ခကိုဖြစ်စေတတ်တဲ့သမုဒိယသစ္စာသာဖြစ်တယ်အကြောင်းတရားဖြစ်တယ်လို့အခုလို့သိတာသစ္စာကိုသိတာဟုတ်ပြီတန်တရားထဲမှာရောက်နေတော့ဒုဒတွေရထားတဲ့ခန္ဓာ၅ပါးတဏှာကြောင့်ရထားတဲ့ခန္ဓာ၅ပါးတဏှာနဲ့ခန္ဓာဒီနှစ်ခုဟာတန်တရားထဲမှာတဏှာကဥဆောင်ပြီးတော့ခန္ဓာတွေအမျိုးမျိုးရရှိပြီးတော့တန်တရားထဲမှာမဆုံးနိုင်တဲ့ခရီးကိုရှောက်လန်းပြီးတော့နေကြတဲ့အခါမှာနောက်သစ္စာတစ်မျိုးသိဖို့ကြတယ်အဲ့ဒီခန္ဓာ၅ပါးတွေမရှိတော့ဘူးဆိုလို့ရှိရင်ချုပ်ငိမ့်သွားတဲ့နေရာဆိုတာရှိကိုရှိရခန္ဓာ၅ပါးချုပ်ငိမ့်သွားရင်ဒုက္ခငိမ့်တာပဲဒုက္ခငိမ့်ရာနေရာဟာရှိကိုရှိရအဲ့ဒီဒုက္ခငြိမ်းရာကိုသိတာនិရောဓသစ္စာကိုသိတာပဲဖြစ်ဒါဖြင့်အဲ့ဒီនិရောဓသစ္စာသိဖို့និရောဓသစ္စာကိုဆက်ရောက်ဖို့ဆိုတာဒီတိုင်းအနေနဲ့ဆက်ရောက်မှာမဟုတ်ဘူးនិရောဓကိုဆက်ရောက်ဖို့အတွက်မှန်ကန်တဲ့ကျင့်စဉ်တစ်ခုကိုကျင့်ရမယ်အဲ့ဒီမှန်ကန်တဲ့ကျင့်စဉ်ဆိုတာမဂ္ဂင်၈ပါးအကျင့်တရားပဲဖြစ်တယ်မဂ္ဂသစ္စာကိုသိတယ်တဏှာဝကလွတ်ဖို့အတွက်ဒီအချက်၄ချက်ကိုသိဖို့လိုအပ်တယ်အချက်၄ချက်ကိုသိဖို့အဲ့ဒါကိုစက္ခုမှာစီးပွားရေးမျက်စိအမြင်ရှိသလိုတရားဓမ္မနဲ့ပတ်သက်လဲအမြင်ရှိတယ်လို့ဒီလိုပြောတာနော်စီးပွားရေးမျက်စိအမြင်ရှိတဲ့ပုဂ္ဂိုလ်ကဘယ်လိုမြင်တော့ဒီကုံရောင်းလို့ရှိရင်ဘယ်လောက်မြတ်နိုင်တယ်ဒီကုံကဘယ်လောက်ရှုံးတယ်အမြတ်အရှုံးအမြတ်ကိုတွက်ချက်တတ်တယ်မျှော်မြင်တတ်တယ်အဲ့ဒါလို့မျှော်မြင်တတ်တယ်လို့ပဲဘဝခရီးနဲ့ပတ်သက်လာတဲ့အခါကျကြည်ဒါတွေကဒုက္ခတွေပဲဒုက္ခကိုဒုက္ခလို့မြင်လာမှဒုက္ခကလွတ်ချင်လာအဲ့ဒီဒုက္ခကိုဘယ်သူထုတ်လုပ်တာတော့ဆိုရင်တဏှာဆိုတဲ့သမုဒိယထုတ်လုပ်ဒါဖြင့်ဒီဒုက္ခတွေမရှိရင်ငြိမ်းမှာပဲချမ်းသာတယ်ဆိုတာဒုက္ခនិရောဓအဲ့ဒီငြိမ်းမှုအတွက်ရောက်ရှိနိုင်တဲ့ကျင့်စဉ်ဆိုတာဘာလဲမက္ခမဂ္ဂင်၈ပါးအကျင့်တရားမဂ္ဂင်၈ပါးအကျင့်တရားဆိုဒီမှာတမ္မာဒိဋ္ဌိအမှန်မြင်မှုပဲအမှန်မြင်မှုဆိုတာဘာကိုမြင်တာတုံးလို့မေးသစ္စာ၄ပါးကိုမြင်တာပဲအဲ့ဒီအမှန်မြင်မှုအတွက်အမှန်တွေးတတ်ဖို့လိုတယ်အေးအမှန်မြင်အမှန်တွေးဖို့အတွက်ကကိုချင်းသီလအခြေခံရမှာဖြစ်တယ်ကိုချင်းသီလဆိုတာမှန်တာကိုပြောတယ်မှန်တာကိုလုပ်တယ်အသက်မွေးမှုမှန်ကန်တယ်ဆိုတဲ့ကိုချင်းသီလကိုအခြေခံလိုက်တယ်အဲ့ဒီအခြေခံပြီးတော့စိတ်တည်ငြိမ်မှုကိုကြိုးစားအထောက်မကောင်းတဲ့အကုသိုလ်တွေကိုယ်တဏ္ဍာမှာမဖြစ်အောင်ကြိုးစားတယ်ကောင်းတဲ့ကုသိုလ်တရားတွေကိုယ်တဏ္ဍာမှာဖြစ်ပေါ်အောင်ကြိုးစားတယ်ဆိုတဲ့တမ္မာဝါယာမကြိုးစားတဲ့အခါမှာအာယုန်နဲ့စိတ်စုံစည်းပေးထားတဲ့တတိဆိုတာအရေးပါတယ်အဲ့ဒီတတိရှိနေမှပညာဆိုတာဖြစ်တယ်ဒါကြောင့်မို့သမ္မာတတိရှိပြီးတော့စိတ်ကလေးတည်ငြိမ်မှုရမှသာလေအမှန်သိနိုင်ဒါကြောင့်မို့စိတ်လေးတည်ငြိမ်အောင်လုပ်တဲ့သမ္မာသမာဓိလို့ဟောသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုတဲ့သီလကိုအခြေခံပြီးတော့သမာဓိကျင့်စဉ်တစ်ခုကိုကျင့်တဲ့အခါမှာ
အမှန်တွေးလာတဲ့အခါအမှန်မြင်သွားတယ်အမှန်မြင်မှုကိုအကြောင်းပြုပြီးတော့စက္ခုမှာပညာမျှော်မြင်ရှိတယ်ပညာမျှော်မြင်ရှိလိုက်တာနဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တဲ့အနေအထားမျိုးကိုရောက်ရှိသွားတယ်ဒီလိုဆိုတာပေါ့နော်မက္ခလို့ဆိုတာကိုကဒီနိဗ္ဗာန်ချမ်းသာကိုပို့ဆောင်ပေးတဲ့တရားဖြစ်လို့ဒီမဂ္ဂင်၈ပါးနဲ့ဖွဲ့စည်းထားတဲ့မက္ခမိမိတို့တဏ္ဍာမှာရင့်ကျက်လာအောင်ကြိုးစားအထောက်ကြမက္ခနဲ့ပတ်သက်ပြီးတော့အထိပ္ပယ်ဖွင့်ဆိုချက်တွေဟာအလွန်ပဲရှင်းလင်းပြတ်သားမှုရှိတယ်နိဗ္ဗာန်ကိုလိုချင်တယ်ဆိုရင်ဘာလုပ်ကြမလဲဆိုရင်နော်ရှင်းရှင်းလေးနိဗ္ဗာန်ကိုလိုချင်တယ်ဆိုရင်ဘာလုပ်ရမှာလဲနိဗ္ဗာန်တ္ထိကေဟိမက္ခိယတိခဝေတိယတိတိမေခောနိဗ္ဗာန်ကိုရချင်တဲ့ပုဂ္ဂိုလ်တွေရှာရမှာဘာလဲလို့ဆိုရင်မဂ္ဂင်၈ပါးအကျင့်တရားကိုရှာတမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပဆိုတာတွေဖြစ်အောင်အကျဉ်းအပြည့်ပြောရင်သီလသမာဓိပညာဒီအရေးချင်း၃မျိုးကိုယ်တဏ္ဍာမှာဖြစ်အောင်ကြိုးစားအထောက်လို့ဆိုအဲ့ဒါနိဗ္ဗာန်တ္ထိကေနိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်တွေဟာမက္ခိယတိခဝေတိယတိရှားပွေထိုက်သောကြောင့်မေခောမက္ခဒီရှိခုနဲ့ဖွဲ့စည်းထားတဲ့အစုအစည်းကိုမက္ခလို့ခေါ်တာနိဗ္ဗာန်လိုချင်ရင်ဒါကိုပဲကိုယ်တဏ္ဍာမှာရအောင်လုပ်လို့ဒါဖြင့်ဟုတ်ပြီသူတို့ကိုကိုယ်တဏ္ဍာမှာရအောင်လုပ်လိုက်တယ်နိဗ္ဗာန်ကိုဘယ်သူကရှာပေးမှလဲလို့ဆိုရင်သူတို့ကပဲရှာပေးမယ်ဒါကြောင့်မို့နောက်ထပ်အဓိပ္ပာယ်တစ်ခုဖွင့်တဲ့အခါနိဗ္ဗာန်မက္ခတိခဝေတတိတိမေခောနိဗ္ဗာန်ကိုရှာပေးတာဘယ်သူကရှာပေးတော့ဒီမဂ္ဂင်၈ပါးကပဲနိဗ္ဗာန်ကိုရှာပေးမှာနိဗ္ဗာန်ဘယ်မှာလဲဆိုတာကိုသိမှာမဟုတ်ဘူးသို့တော်မဂ္ဂင်၈ပါးရှင်းသုံးခြင်းဖြင့်နိဗ္ဗာန်ဆိုတာတွေ့လိမ့်မယ်မျက်မှောက်ပြုလို့ရလိမ့်ဒီလိုဆိုလို့ဒါဖြင့်ဘယ်ပုံရှာပေးတာတုံးလို့မေးလို့ရှိရင်ကိလေသာမာရင်တော့နိဗ္ဗာန်ကိစ္စတိတိမေခောမိမိရဲ့တဏ္ဍာမှာစိတ်ထဲနှလုံးထဲမှာရှိနေတဲ့အညစ်အကြေးတွေကိုဖယ်ရှားပစ်ပြီးတော့နိဗ္ဗာန်ကိုရောက်အောင်ပို့ဆောင်ပေးခြင်းအားဖြင့်နော်တစ်ဖက်ကရှင်းတယ်တစ်ဖက်ကပို့ဆောင်ပေးတယ်အဓိပ္ပာယ်ကစိတ်ထဲနှလုံးထဲမှာအညစ်အကြေးတွေရှိနေရင်နိဗ္ဗာန်ကိုမမြင်နိုင်ဘူးကောင်းကင်ကလာကြီးသားနေပြီမဲ့လို့တိမ်နေဖုံးနေလို့ရှင်အလင်းရောင်ထွက်မှာမဟုတ်ဘူးဒါကြောင့်မို့တိမ်တွေကိုရှင်းပစ်လိုက်တိမ်တွေရှင်းလိုက်တဲ့အခါလရောင်ကြီးကရှင်းရှင်းကြီးမြင်ရတယ်အေးနိဗ္ဗာန်ကိုမြင်ဖို့အတွက်ဒီအသိဉာဏ်ကိုဖုံးနေတဲ့တိမ်တလာတွေကိုဖယ်ရှားပစ်ဖို့လိုအပ်တယ်အဲ့ဒါတွေကိုဖယ်ရှားပြီးမိမိကိုယ်တိုင်ကဖယ်ရှားစရာမလိုပဲမိမိကျင့်သုံးတဲ့မဂ္ဂင်၈ပါးအကျင့်တရားကနေပြီးတော့ကိလေသာမာရင်တော့ကိလေသာဆိုတဲ့တိမ်တလာတွေအမိုက်တိုက်တွေအကာအကွယ်တွေကိုဖယ်ရှားပစ်ပြီးတော့နိဗ္ဗာန်ကိစ္စတိနိဗ္ဗာန်ကိုရောက်သွားတယ်ရောက်အောင်ပို့ဆောင်ပေးလိုက်တယ်လို့ဒါကြောင့်မို့လို့မက္ခလို့ခေါ်တာနိဗ္ဗာန်လိုချင်လို့ရှိရင်လေဟောဒီမက္ခနိဗ္ဗာန်ကိုရှာပေးမှာကလည်းဟောဒီမက္ခနိဗ္ဗာန်ကိုရောက်အောင်ပို့ပေးတာလေဒီမက္ခပဲမင်္ဂန်နဲ့အမြင်ဒါကိုရည်စူးပြီးတော့စက္ခုမှာမျက်စိအမြင်ရှိပြီးဆိုလို့ရှိရင်တဲ့ကုသိုလ်တရားတွေနဲ့ပတ်သက်ပြီးတော့လျင်မြန်စွာတိုးတက်ပြီးထူးခြားတဲ့အသိဉာဏ်တွေကိုမျက်မှောက်ပြုနိုင်မှာဖြစ်တယ်လို့မြတ်စွာဘုရားကလောကီနဲ့ဆက်ဆက်ပြီးလောကုတ္တရာကိုလည်းဟောတယ်ဒါကြောင့်မို့အောင်မြင်ကြီးပွားဆိုတဲ့နေရာမှာစီးပွားရေးနဲ့အောင်မြင်ကြီးပွားတာကတစ်ခုဓမ္မရေးနဲ့အောင်မြင်ကြီးပွားတာတစ်ခုနှစ်ခုစလုံးဟာပြောရမယ်ဆိုရင်နေတယတမ္ပန္နအမိကောင်းရှိရမယ်ဝိဓုရကြိုးစားအထောက်မှုရှိရမယ်စက္ခုမှာအမြင်ရှိရမယ်ဆိုတဲ့ဒီအခြေအနေ၃ရပ်ဒီအကြောင်းတရား၃ပါးဟာအောင်မြင်ကြီးပွားခြင်းရဲ့အကြောင်းတရား၃ပါးဖြစ်လို့လောကီရေးစီးပွားရေးမှာပဲဖြစ်ဖြစ်လောကုတ္တရာဓမ္မရေးမှာပဲဖြစ်ဖြစ်ဒီအချက်၃ချက်အသွင်သဏ္ဍာန်အားဖြင့်တူတူပဲအနှစ်သာရသာကွဲပြားခြားနားသွားတယ်လို့မြတ်စွာဘုရားကဒီသုတ်တံမှာဒီလိုဟောခဲ့တာဖြစ်ပါတယ်